မလွန်ရောက်ပြီပဲဒီနေ့အကြောင်းသွားရအောင်ပါအဲ့တော့မျက်နှာတက်သွားတတ်လိုက်အောင်ပဲကွာအရင်ဆုံးတွိုင်းနဲ့တွားလိုက်အောင်ပဲဟာစောက်တက်တာပြောလိုက်တာဖူလိုက်တာမှပြောမနေနဲ့ဆိုတော့အိမ်နာလဲတွားပြီးပြီဆိုရေချိုးလိုက်အောင်ပဲရေမချိုးခင်တွားရင်တိုင်းလိုက်မယ်တွားတိုက်ပြီးဆိုရေလေးပါလေးတွားချိုးလိုက်အောင်ပဲညနေပြန်လာတော့ရေမချိုးတော့ဘူးရေတွေပါချိုးပြီးပြီဆိုတော့ဝစ်စာတွားလဲလိုက်အောင်ပဲဒီနေ့ကငါရွှေတက်ကိုခေါ်ပြီးတော့ဒီနေ့သူနဲ့တူတူကျောင်းသွားရမှာပဲဆိုတော့ဝတ်စားလဲလိုက်အောင်မယ်ဒီနေ့ယူနီဖောင်းတော့ဒါလေးဝတ်သွားလိုက်မယ်မနက်စာတော့ပြင်မှာစားလိုက်မယ်ကျောင်းမသွားခင်စပင်လေးပါလေးစီးလိုက်အောင်မယ်စပင်စီးပြီးပြီဆိုတော့ငါရွှေတက်ကိုတွားခေါ်လိုက်အောင်မယ်လိုက်ကလေးအရင်ဆုံးဖွင့်သွားလိုက်အောင်မယ်ဆိုလိုက်ကလည်းဖွင့်ပြီးဆိုတော့စောရီပဲရှိတယ်ခုနကခွဲပဲရှိတယ်မိုးရောင်မလေးနေဦးပဲဆုံးငါဟိုရွှေတက်မောက်တွားခေါ်လိုက်အောင်ဟောပြင်မှာစောင့်နေရပဲဟဲ့နီဆောင်တာကြာဝါး ਈ လားငါလေးနင်းနောက်ကြာဝါးအေးငါခုမှထွက်လာလीလာငါတို့တွားကြမယ်နတ်စာစားပြေးလားချမင်းကျော်တော့စားထားတာပဲလာငါနတ်စာမစားရဒီနားကချယ်ရီကစ်တော်မလိုက်ခဲ့အေးပါဟဲ့ငါတော့နတ်စာတော့ချူချူတော့မစားတော့လေငါထမင်းကျော်စားပြီးပြီဆိုအေးပါနေစိုက်တာစားတော့ငါကျွေးမင်းတိလားအမလေးငါတငယ်ချင်းအယ်လီနာအခုကြော်နော်ပြောင်းသွားပြန်ပြီနေရလေဟဲ့ဘာမှဖြစ်ဘူးလားတွားမယ်မိုးတော့လင်းနေပြီကျောင်းနောက်ကြလိမ့်မယ်လားမြင်မြတော့စားကြမယ်ပြင်မှာပဲထိုက်မယ်မလားအေးရက်လေးပြင်မှာပဲထောင်လိုက်တော့အေးဘာမှမလဲမှာလိုက်နော်အေးဟုတ်ပြီနီကလည်းစောစောစီးစီးကွာငါစိတ်ညစ်တယ်ဖြော်ရည်တောက်နေတယ်နီကလည်းငါအေးကြိုက်တာတီးရကြနဲ့အေးပါစားဘိုက်လည်းကျင်းသွားပြီဆိုတော့ငါတို့ကျောင်းသွားကြမယ်ကျောင်းနောက်ကြတော့မှာပဲဟုတ်တာပဲနော်ကျောင်းနောက်ကြတော့မှာမြန်ပြေးကျောင်းမှာလူတွေအောင်မရှိတော့ဘူးပဲဟိုမှာဆရာကြီးလမ်းလျှောက်နေမြန်ပြေးဟဲ့တကယ်လူတွေရောက်မှအောင်မရှိတော့ကျောင်းနောက်ကျနေတာမသိဘူးအေးဟုတ်ပါလူတွေလည်းမရှိဘူးနော်ဆရာလိုက်လားမသိဘူးအော်အေးမလားဒီဝဲလောက်တော့မအေးကျရနေညမှာတော့ထားလိုက်မနေ့ပဲကိုမော်ဒီပါကလေးတို့ရေကမော်ဒီပါဆရာကြီးအေးဟုတ်ဒီနေ့စာစားတဲ့ဇာနေနဲ့မြများရှိရနော်လိုက်ရကြမယ်ဒီရက်စာကူထားကြမယ်နော်အေးဒီနေ့တော့ပြတ်တဲ့လူတော်တော်များရယ်နော်စာရေးကြဟဲ့ရှစ်တငါတို့တွိုင်းလိုက်ကြရအောင်ဟာအေးဝီတွားမယ်လာငါစမ်းတဲ့ချင်းဆရာတွိုင်းလိုက်တွားချင်လို့နင်တို့စားပြီးလားဆရာပြီးတော့မှရှင်တပုတ်ဝဲချင်တော့အဲ့ဆိုတွားကြဟီးဆရာဝင်လိုက်ပြီငါအမန်ကြီးဖားတော့မြည်ရတယ်ဟဲ့ငါရောပဲဟေးလာတွားမယ်ငါတွားလိုက်မယ်ခဏလေးနော်အေးဟုတ်ပြီတွားပြီးပြီလားတွားမယ်ဟောအေးပြီးလားတွားမယ်လေစာမီးချင်ကအကြောင်းလည်းမစင်းနိုင်ဘူးစိတ်ညစ်လိုက်တာငါလည်းစာမေးချင်ဘူးဟာလာမြင်တော့မယ်ဆရာဝန်ခွင့်ပြုပါရှင်ဝန်ခွင့်လာခဲ့အောင်နော်ဆရာစီဆရာဆိုမှလားโอเคဆရာဆရာလို့ဒုတိယအထက်ကလေစာကြီးတိုင်းမှာဆရာရဲ့စာအုပ်ကျန်ခဲ့လို့အဲ့တွားယူကြည့်အောင်တွားဟုတ်ကဲ့ပါဆရာတွားယူလိုက်ပါမယ်ဆရာလည်းလောက်ပြန်ပြီဟာစိတ်ညစ်တယ်ညလည်းနည်းနည်းပါစဉ်းစားအောင်လို့စာမတင်ရတော့လေဟုတ်တာပဲနော်လာဟဲ့ဒီကဲနော်ဟုတ်တယ်အခန်းလာတွားကြည့်ကြရအောင်ရှေ့မှာလားမသိဟုတ်တယ်နေမှာဗမာလေးစာအုပ်မဆိုင်ထားည7နာရီလာခဲ့နေရလေယူမယူနေတာအဲ့ရိုတော့ဖက်နေကလေးကြီးရေးထားတာဘာတွေပြောနေရလဲငါတို့ကျောင်းကအလဲတဲ့ကျောင်းလေးကလေးမှမရှိတာစားဖို့ရင်ရှာလိုက်ရောဆရာစူမှာဆုံးမို့တွေ့လားတွေ့ပါအောင်ဆိုနေမှပဲနေရလေတရားတကယ်လားမသိဘူးနော်နေရလေဆရာရေးထားနေမှာပေါ့ဘာပြောနေရလဲငါတို့ကျောင်းကမင်းနေတုံးခွင့်မရှိဘူးလေဆရာရေးထားလည်းမဟုတ်ဘူးအဲ့လည်းမှန်တယ်နော်ဒါမဲ့ထားလိုက်ပါဆရာဝင်ခွင့်ပြုပါတမီလာခဲ့ဆရာမေ့နေရဒီမှာစာအုပ်ကအဲ့ကြောင့်မို့ဆရာရှာမတွေ့အဲ့ဆိုတမီကိုတွားလိုက်မယ်နော်တော်အနာကြောက်စင်တာရောက်နေတွားကြဟုတ်ကဲ့ပါဆရာငါညကြောက်လို့ရှိရင်တကယ်လာမာဒီကိုနေရလေအယုံလွယ်နေပြန်ပြီကွာတကယ်လို့လေအဲ့ဒါအကြောင်းသားလေးရေးတာမဟုတ်ပဲတကယ်ရေးထားဆိုရင်နေဖို့ချင်တယ်အဲ့ဒီနာနေယူနေယူဝိုင်လားငါတော့မလာဘူးဟာရောက်ငါလာမှနေလိုက်ခဲ့ရမှာနော်လိုက်ခဲ့ဦးဒီမှာနေလားမြောက်ရွှေတန်းနေအချင်းမြုံနေတော့ငါတို့နှစ်ယောက်ကဘက်ဖရန့်နေဟာနေရလေငါကြောက်တယ်လေတရေဆိုတရေမှမရှိဘူးတကယ်စစ်တရေရေးတာမဟုတ်အေးပါငါလိုက်ခဲ့ပြီမယ်လေတခုခုဆိုအပြည့်ဆိုနေမယ်နော်အေးပါကြောက်နေနေငါရှိရနော်အမလေးဆရာမဟုတ်ပါအဲ့ဆိုလို့ရှိရင်ည7နာရီကြာနေအိမ်ရှိမှာစောင့်နေငါလာခေါ်မယ်နော်โอเคလေအဲ့ဆိုအိမ်ရှိမှာစောင့်နေမယ်ညီမငါ့ကိုလာခေါ်လိုက်ဒါမဲ့ငါနည်းနည်းတော့ကြောက်တယ်ဟာမလေးကြောက်နေလားတော့မယ်ကြောက်ရတတ်တော့မှာတူဟာကြောက်တယ်နေလိုက်ခဲ့ဆိုလို့လားငါလိုက်ခဲ့ရနော်အေးပါတကယ်ကြရလဲ
ကျောင်းသားတော်မြောက်တယ်လားသွားကြမယ်ဆရာလည်းမရှိတော့နော် ညနေချောင်းဆင်းချိန်ရောက်တော့အခါ ရွှေတဲ့နေလားခေါ်လို့တကယ်ပြောရတော့ငါတကယ်လားခေါ်မှာဗျအေးပါဟဲ့လာခေါ်လိုက်လာခေါ်တိုင်းကအင်းရှိမှစောင့်နေမယ်အေးပါလေးနေအဖို့ပါလို့လည်းငါသွားချင်တာပေါ့အေးအဲ့ဆိုတော့သွားကြမယ်ဒါနဲ့ငါတို့ကစားကွန်းလာဟိုရောက်ပါစော့မှာလေဟာအစ်စေးပေါ်နေရလဲပါစော့မလဲလိုက်ကြည့်လို့ရတယ်နော်အေးလာသွားကြမယ်ဟိုဘက်ကဝင်ကြမယ်ငါခုနဟာယူစိတ်ထဲဆွဲနေညအောင်အိပ်ပျော်ပါမလားမသိဘူးအေးပါဟဲ့နေရလာခဲ့တော့ငါအိမ်မှာစောင့်နေမှာဒီလားအေးဟုတ်ပြီလာခဲ့မှာပေါ့စောင့်နေငါနိုးဆက်ပေးထားလိုက်မယ်လေညကြလို့ရှိရင်နိုးဆက်ပွင့်ပြီဆိုကနေငါနေ့စီချစ်ချင်တန်းလာခဲ့မယ်အေးငါစောစောင့်နေလိုက်မယ်လေဟုတ်ပြီနားထက်တော့မနောက်ကြစိတ်နဲ့နော်အေးပါရွှေတက်ပါဟာဘယ်တော့မှမနောက်ကြအောင်နော်အေးအဲ့ဆိုလာခဲ့ဟိုတော့စီကြမယ်လာတော့မယ်အမရေညီမက2ယောက်စီးမှန်နော် โอเคညီမလေးရုပ်ခဏတော့စောင့်နေကြတော့ ဟုတ်ကဲ့ပါရှင်ငါကြောက်တယ်ဟာအမလီစီးရင်တော့လည်းနေပဲအဲလီနာရဲ့ညနေငါ့ပဲပြောနေတကယ်ကြောက်တယ်ဟာငါစပင်းကိုလည်းကြည့်လိုက်အောင်ကြောက်မနေနဲ့ဘာမှကြောက်စရာမလိုအပေါ်တက်မှကြောက်စရာကောင်းတာဒီလား Oh my god ကကြောက်တယ် ခဏလေးကြာပြီးတော့အခါ အမလီခုနဟာကြီးလိုက်တာဟဲ့ငါတေတော့မလို့လို့ပဲနေစီးရင်တော့လည်းနေပဲအေးပါဘပိုင်တော့အိမ်ပြန်တော့အိမ်ရောက်ပြီဆိုနားလို့ရပြီအိမ်စားတော့မပါဘူးဒီနေ့ကဆိုတော့ကလိုက်ပိတ်လိုက်ရမယ်အဆုံးမနေ့ကရေချိုးထားရဆိုအခုအရေချိုးစရာမလိုဘူးဒါမဲ့ရေထက်ချိုးလိုက်ပါမယ်ရေလေးပါလေးချိုးလိုက်အောင်မင်း Oh my god အေးလိုက်တာမလေးရေချိုးပြီးဆိုတော့ဝက်စားတော့လဲလိုက်ဒီနေ့တော့ငါခရမ်းရောင်လေးပဲဝတ်လိုက်တော့မင်းကဲပြီးပြီဆိုတော့မိဖို့ကြောင့်တည်းဟာလိုက်ခါတော့ပိတ်လိုက်အောင်မင်းမလေးအေးလိုက်တာမှပြောမနေနဲ့ဒါနဲ့ငါမင်းညလိုက်ခါလည်းမပိတ်ရသေးဘူးအဲ့ကြောင့်မနေ့ကတော့မဖွင့်လိုက်မိသွားပြန်မိဒီနေ့ကပိတ်မှရတော့မယ်မပိတ်လို့မရအောင်ဆိုတော့ငါလိုက်ခါလည်းပိတ်ပြီးဆိုတော့တွားတော့မင်းအိပ်ဖို့ချိန်တန်ပါပြီအစုံမအိတ်ခင်ဖျားရှိခိုးရအောင်ပါပဲဖျားရှိခိုးရအောင်မင်းပြီးဆိုခဏလောက်ဖုန်းတုံးလိုက်အောင်မင်းအမလီ8နာရီတော့ခွဲနေပြီပဲဖုန်းတုံးလို့မဖြစ်တော့တိတ်မှရတော့မင်းအိတ်တော့မင်းဟာအိတ်တော့ပဲည7:00ရောက်တော့ခါ Oh my god ည7နာရီအောင်ထိုးပြီးပြီငါမြင်တွားမှဖြစ်တော့မယ်အဲ့ဒါရှူတက်မှငါ့ကိုစောင့်နေဆိုမှစိတ်ဆိုးသွားနေအောင်မယ်ဟဲ့နေစောင့်နေကြဝိုင်းလားကြားတယ်ရန်ဦးကြားတာ7:55ကလေးကငါစောင့်နေပြီလားအေးပါဟဲ့ငါ7နာရီတို့မှနှုတ်ဆက်ပေးထားလိအဲ့ကြောင့်နည်းနောက်ကြပါနေမို့လို့တွားရဲဟာငါကြောက်တယ်ဟာမလီငါပါတယ်ကြောက်မနေနဲ့နော်ဟဲ့အယ်လီနာကြောင်းတကားပိတ်ထားတယ်လေဒီစေဘောတရားနေကြော်မယ်ဟာတက်အမလေးဟဲ့ကြောက်စရာကောင်းလိုက်တာနေအနေနော်ဘာမှကြောက်မနေနဲ့ငါပါလာမြင်တွားကြမယ်7နာရီခွဲတော့မင်းရနဲ့မလီနေမဲနောက်ကြနေပြီးတော့ဘယ်ဘက်ကန်တော့မဒီဘက်ကန်လားတူလေဟာငါအိတ်ချင်မှဆိုနေရရှောက်သွားနေကွာဟဲ့ပေါ်ထက်ရောက်တော့မယ်နော်ငါကြောက်တယ်တော့အယ်လီနာကြောက်ပါနဲ့ဟာမခန်းထဲဝင်အောင်လာတွားကြည့်ကြမယ်အယ်လီနာရဲ့နေရလည်းယူကွက်နေနေနဲ့ဘာမှမရှိဘူးနော်ဟာခဏလေးစောင့်မအောင်ဟာဒီရဲ့စာတော့မပြတ်သေးဘူးနေရတယ်ဟဲ့ဘာမှလည်းမရှိပဲနဲ့ Oh my god ဟိုမှာဘာကြီးလဲမသိဘူးငါကြောက်တယ်အလီနာရဲ့ဟာဘာမှမကြောက်နဲ့ငါရှိရဟာဒီလိုငါထောင်ချက်ကိုနေမိပြီပဲဟာထုံအောင်နာရောက်နေပြီဟာမဖြစ်ဘူးငါတို့မင်းပြေးမယ်လေအလီနာရဲ့အေးပြေးကြမယ်ဒီလိုပြေးလို့မယ်ထင်နေလားငါနေလို့တေးရတီလိုက်မှာငါအိတ်ချင်တာရပျောက်သွားပြီဟာငါကြောက်တယ်မြင်ပြေးငါလည်းပြေးနေတာပဲနင်းအောင်လေဒီလိုပြေးလေငါလက်ကလွတ်မှာမဟုတ်ဘူးငါကြောင်တကားကြီးကိုလုံးလိုက်ပိတ်ပြီးတဲမှာတန်းတမျိုးလေးပဲနော်အော်သူနေမကောင်းနေမှာပေါ့ချောင်းစိုးနေမှာပေါ့နေရလေလာနောက်နေတည်းမြင်ပြေးဟာရွှေတဲ့ကျမတို့ဘာမှမလုပ်ပါနဲ့ကျမတို့လွတ်ပေးပါကျမတို့မှာအပြည့်ရှိလို့လေရှင်ဒီလိုမှပြည့်ရှိတယ်ငါတို့တရားတက်မယ်ဟာဟဲ့မြင်ပြေးလေနိုးညပြေးစရာမလိုဘာဖြစ်လို့မလိုပါလဲတို့ကိစ္စမလို့လေလောက်ပါနဲ့ရွှေတဲ့မြင်ပြေးအဲ့ရထောင်ချက်ကိုနင်းတာနော်ဟာခုမှပဲငါတို့ကြောင်းရလွတ်လာတော့
ဟဲ့ကျောင်းတကိုင်းပွင့်နေရဲ့ဖဲပြပြငါတို့လွတ်ပြီးတွားကြမယ်အာ ဆိုတော့ဒီနေ့စကားလေးကတော့ဒီနေ့ရောက်ကြရပါပြီရှင်ခုရိုက်ပြထားတာတော့ចောင်းကြီးသေးကတရေမှလည်းဖြစ်ပါတယ်အလီနာအခုတန်တွင်းတာတန်နေရနဲ့ချက်နဲ့ချက်ဖြစ်နေလေတောင်းမှမှာရှင်နောက်နေ့ကျလို့ရှိရင်အလီနာဆာကူရာစကူဆက်လန်ကြီးချက်တင်ပေးရမယ်နော်ဆိုတော့ကကိုကြည့်ချင်တဲ့ဇာတ်ကားနိုင်မှုတွေကို comment မှာထားခဲ့ပေးကြပါရှင်အလီနာကိုလည်းမမေ့တော့ကြနဲ့ဦးနော် channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါဦးရှင်ဆိုအလီနာဒီနေ့ရိုက်ပေးလိုက်တဲ့ဇာတ်ကားတွေကလိုအပ်ချက်တွေရှိရင်လည်း comment မှာရေးကြကြအောင်နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲရှင်အောင်လဲ bye bye